လက်ဆောင်လေးပေးပါလားမမရေးတဲ့မဝယ်နိုင်လို့မမရေးဆိုညီမလေးမမပြပြအောင်မယ်မမတို့ရဲ့ဒီ hair queen ကကြတော့လေရုံးကဓာတ်ရိုက်လုပ်ပေးတဲ့ promotion တွေမမတို့လုပ်ခွင့်ရှိရကိုယ်သဘောနဲ့ကိုဈေးဖြတ်တာတွေပါကြလုပ်လို့မရဘူးပေါ့နော်ဆိုမမအကြံဉာဏ်တစ်ခုလုပ်ပေးနိုင်တာကြတော့ဒီမမတို့ရဲ့ဒီ hair queen ကဒီ treatment wine ကကြတော့လေအရင်သူကဟိုဆေးတွေပါဘာတစ်ခုမှတိတ်ပါတာမဟုတ်ဘူးတိလားအရင်ခက်ခဲတာမဟုတ်ဘူးကိုယ်တိုင်အိမ်မှာလဲချက်ပြီးတော့လုပ်လို့ရတယ်မမဒီမှာပါတဲ့ပစ္စည်းလေးဖော်ပြပေးမယ်နော်ပြပြပေးမယ်နော်သူကအဓိကလေမမတို့ကရှားဆောင်လက်ပတ်ကျက်သွန်လေးကြိတ်မှန်ရွက်ပြီးတော့တန်လွင်စီအုံးစီစမုံနဲ့စီဇီးဖြူသီးစီဒန်းတလုံးစီဗိတ္တမင်အီပေါ့နော်ဒါမမတို့ကဒီ6မျိုးနဲ့ကိုဖော်ထားတာတကယ်လို့ဒါလေးဝယ်ဖို့အဆင်မပြေဘူးဆိုလို့ရှိရင်အိမ်မှာတင်ကိုယ်တိုင်အုံးစီရဲ့တန်လွင်စီရဲ့ပြီးတော့ရှားဆောင်လက်ပတ်ရဲ့ကျက်သွန်လေးရဲ့ကြိတ်မှန်ရွက်ပေါ့နော်ဒါလေးတွေနဲ့တော့လုပ်ပြီးတော့သုံးလို့ရတယ်ဒါလေးကကျတော့မမတို့ကအဓိကကဒီစပင်ကျွတ်တဲ့သူတွေပေါ့နော်ကိုယ်တိုင်ချက်ဖို့လဲဒီအစီကိုကိုယ်တိုင်ဖော်ဖို့လဲမအားတဲ့သူပြီးတော့စပင်ကအရန်နေပျက်စီးနေပြီးစိုးစေးတွေခဏထီးတဲ့သူတွေစပင်ကောက်တာတွေပေါ့စပင်ဖြောက်တာတွေစိုက်မှာသွားပြီးတော့လုပ်တဲ့အခါမှာဒီအပူချောင်းတွေနဲ့ထိရမျိုးပေါ့နော်အဲ့ဒါကြောင့်ဆန်သားအရန်ပျက်စီးနေတယ်ဆိုတော့သူတွေအတွက်သူကမြ мян ဆန်လွယ်ကူသုံးလို့ရအောင်ဒါအစင်သေးထုတ်ထားပေးတာပေါ့နော်အဲ့လိုမျိုးကိုယ်တိုင်လုပ်မယ်ဆိုလို့ရှိရင်လည်းခုနပြောတဲ့ပါဝင်ပစ္စည်းလေးတွေနဲ့ကိုယ်တိုင်ချက်ပြီးတော့သုံးလို့ရတယ်နော်ညီမလေးကျေးဇူးအများကြီးတင်ပါတယ်